妈妈ဗျာ乌布妈妈的都乌布没上台妈啦吧ဗျာ乌布地嘛乌布个上我呀嘛不妈啦吧ဗျာ诶好个啦嘿ဟုတ်ပါဗျာအဲ့တော့ဥပုသ်ဆောင်မယ်ပြောပါကြဥပုသ်ကဘာခေါ်တာတော့ဒါရင်မေးရမှာထင်တယ်အဲ့ဒါမှခင်ဗျဖြေပြခင်ဗျဟုတ်တောင်းထိုင်းနေမှာဗျာအောင်မအင်းစောင့်နာကိုမေးတာမဟုတ်ဗျာဥပုသ်နဲ့စောင့်နာနဲ့နှမျိုးရှိတယ်တော့ဥပုသ်ဘာခေါ်တာတော့မေးတာရှိပါဗျာကြည့်ကြတယ်အဲ့ဒါအေးဆုံးဗျာဟုတ်ဗျာမသိဘူးတော့အေးရဗျာအဲ့ဒါတခါပိတ်ပြီးတော့ဗျာအဲ့ဒါမှလောင်းဆုံးလို့ပါဟုတ်တယ်ဟေးပါဠိလိုဥပဝါဒဆိုတာတွေပြောတာမှန်ပါပါဠိအဲ့ဒီဥပဝါဒကိုတို့ဗမာတွေကပါဠိပြက်လို့ခေါ်တာပေါ့ကွယ်ဥပုပ်လို့သုံးတာမှန်ပါဗျာသူ့ပါဠိကဥပဝါဒဥပဆိုတာကင်းနာကိုလည်းအဓိပ္ပာယ်ရတယ်စိတ်သုံးနာကိုလည်းအဓိပ္ပာယ်ရတယ်အာဝါဒကနေထိုင်တာမှန်ပါဗျာဒီကနေ့အတွက်ကိုစိတ်သုံးပြီးနေထိုင်ရမှာသို့မဟုတ်ကင်းပြီးနေထိုင်ရမှာဟုတ်ကလားဟဲ့မှန်ပါဗျာဆိုတော့ဘယ်ဟာတွေနဲ့စိတ်သုံးမှာဒီကနေ့အာယုံကိုစိတ်သုံးရမယ်နိမှန်ပါဗျာဟုတ်ကလားမှန်ပါဗျာဥပုပ်ဆိုတာအာယုံကိုစိတ်သုံးခြင်းကိုဥပုပ်လို့ခေါ်တယ်မှန်ပါဗျာဟင်အဲ့တော့မျက်စိရှိရင်မြင်မှာပဲမြင်ပါပါပြီးတော့ဘာလဲလို့မသုံးသားဘူးသုံးသားရင်အဲ့ဒါဥပုပ်ထွက်ပြီမှန်ပါဗျာဟင်ကိုဥပုပ်ယူပြီးထင်တယ်ယူပြီးပါဗျာဟင်အဲ့တော့တို့ဒီမျက်စိရှိရင်မြင်မှာပဲဒါတော့မျက်စိရှိမျက်စိကောင်းတော့မြင်မှာပဲပြီးတော့ဘာလဲလို့မဆုံးသားဘူးဒီနေ့အာယုံနောက်ကိုမလိုက်သားဘူးမှန်ပါဗျာစိတ်ပြီးအာယုံနောက်မလိုက်သားဘူးအဲ့တော့ဒီစိတ်ဒီအာယုံကမျက်စိကနေဆွဲလို့ရှိရင်ဒီစိတ်ကလေးတို့အာယုံနောက်ကိုပါမသွားအောင်မျက်လုံးထိတ်ကတတိနဲ့စောင့်တာဥပုသ်စောင့်တာမဟုတ်ဘူးလားမှန်ပါဗျာကဲဗျာခဏပြောတာနဲ့ကြိုပြောတာဘယ်တော့กว่าပါကွာပါဗျာဟုတ်ကလားမှန်ပါဗျာဟင်ဥပုသ်ဆိုတာအာယုံလုံးဝမှာဒီကနေ့အတွက်ကိုဟုတ်ကလားမှန်ပါဗျာဒီစိတ်ကလေးလဲမျက်စိကမြင်လို့ရှိရင်မျက်စိကတစ်ဆင့်အာယုံနောက်ကိုပါမသွားတာဘူးပါလဲလို့သုံးတာနဲ့ဆိုတာစိတ်ပါသွားတာထင်တယ်ဟဲ့မှန်ပါဗျာပါဘူးတို့မို့အာယုံနောက်ကကပါဠိပါဠိကျဒါကဘာပဲဒါကညာပဲဒီစိတ်လည်းမပေါ်အောင်ဒါဘာပဲညာပဲလို့တို့အမိပတ်မှလိုက်လို့ရှိရင်အဲ့ဒီအမိစိတ်ကိုတွေးမိလို့ရှိရင်ကောင်းဤသို့ဒီမဝင်နိုင်ဘူးလားဝင်နိုင်ပါဗျာဟင်ကောင်းဤသို့ဒီဝင်လာရင်တို့စိတ်ကလေးကိုကိလေသာဝင်ကတဲ့အတွက်ကြိုက်ပြီးကြိုက်စိတ်ဖြစ်လာသွားကြိုက်စိတ်ဖြစ်သွားမှာပေါ့မှန်ပါဗျာမကြိုက်စိတ်ဖြစ်သွားမှာပေါ့ဟုတ်ကလားမှန်ပါဗျာအဲ့တော့အာယုံနောက်ကကိလေသာလေတို့စိတ်ကိုဝင်ကခွင့်မရအောင်မျက်လုံးကမြင်ရင်မျက်လုံးထိတတိနဲ့ကဆောင်တာအဲ့ဒါဥပုသ်ဆောင်တာမဟုတ်ဘူးလားမှန်ပါဗျာကဲဗျာကဲဥပုသ်ဆောင်နိုင်မှာမလားဒီလားကတော့ရတယ်ဗျာဒီလားကတို့ကိုယ်နဲ့နှုတ်နဲ့တောင်းယူမှာဗျာမှန်ပါဗျာဟင်သူ့တက်ကိုယ်နဲ့လည်းမတတ်နဲ့နှုတ်နဲ့လည်းဘသူတတ်လိုက်ရှိလို့လည်းမပြောအောင်မှန်ပါဗျာဟုတ်ကလားမှန်ပါဗျာတို့မို့ငုံငါဘယ်လိုတတ်မယ်ဒါလည်းနှုတ်နဲ့တတ်တာတင်ဟဲ့မှန်ပါဗျာတို့မို့ဘသူတတ်လိုက်ရလို့လည်းနှုတ်နဲ့တတ်တာတင်ဟဲ့မှန်ပါဗျာအဲ့ဒါနှစ်ခုမပြောလို့ရှိရင်ဒီပါဠိပါဒသိက္ခာဘုလုံးနဲ့ကိုယ်နဲ့နှုတ်နဲ့လုံရင်ဟုတ်ကလားဟဲ့မှန်ပါဗျာအဲ့တော့ဟဲ့အိမ်နေသူတယောက်ကောကိုယ်နဲ့နှုတ်မလုံဘူးလားလုံပါဗျာတိုင်းသီလတော့ကတော့ဟဲ့အိမ်နေရတာဘာလို့ဖို့လို့ကိုယ်နဲ့နှုတ်နဲ့လုံလာတယ်မှန်ပါဗျာဟင်အဲ့တော့အိမ်ကြီးတွေဥပုဒ်တွေများများရတယ်သီလတွေများများရတယ်ဖြစ်မှာပေါ့ဟင်မှန်ပါဗျာဒီနေ့ကိုစားပြီးအိတ်တာအဲ့ဒါသီလရအောင်လည်းတူပါမရပါဗျာဘာလို့လုပ်နေခင်ဗျာဟင်ကိုယ်နဲ့နှုတ်နဲ့ပါနေလို့ပါဟင်ကိုယ်နဲ့နှုတ်နဲ့လုံးနေပြီဗျာခင်ဗျာဟင်သူကတို့သီလကကိုယ်နဲ့နှုတ်နဲ့ကိုတာဝန်ယူရတယ်ဥပုဒ်ကစိတ်ကိုတာဝန်ယူရတာမှန်ပါဗျာတာဝန်တစ်ခုရှိတယ်တောင်းမသီလယူုံနေမလားဥပုသ်စောက်မလားနှခုံးမိတာဟင်ဒီလိုတိုင်းကိုရောနှုတ်ရောစိတ်ရောအကုန်လုံးကိုလုံမရမှာမဟုတ်ဘူးလားမှန်ပါဗျာသီလရောဥပုသ်ရောယူမယ်ဆိုရင်ဟုတ်ကလားမှန်ပါဗျာအဲ့တော့ဒီဥပုသ်ဆိုဒီမှာအာယုံလုံနာကိုပြောတာဒီအဖြေလေးတစ်ခုသာမှတ်ထားလိုက်တော့မှန်ပါဗျာဟုတ်ကလားအာယုံလုံနာကိုဥပုသ်လို့ခေါ်တယ်ဥပုသ်ဆောင်တယ်ဆိုတာအာယုံလေးနောက်ကိုမိမိစိတ်ပါမတော့အောင်တတိလေးအဆောင်ချထားတာကိုပြောတာအဲ့ဒါဥပုသ်ဆောင်မှန်ပါဗျာဟင်ဥပုသ်ဆောင်တယ်ဆိုတာအဲ့ဒါပြောတာအဲ့တော့တို့ဒီနာကနေတန်ကြရင်လည်းနားရှိကြားမှာပဲကြားမှာပါဗျာတို့တော့ဘာတန်လဲလို့မစုံစမ်းနဲ့ဟုတ်ကလားဗျာမှန်ပါ